မိတ်ဆွေဒီစကားလေးကိုကြားဘူးမှာပါရေးကြည့်ရမျက်နှာရှာဆိုတဲ့စကားလေးပေါ့ဒီစကားရဲ့အ내အတိတ်ပဲဟာဘာကိုဆိုလိုပါတယ်လဲဆိုလို့ရှိရင်မိမိတို့ယခုလက်ရှိနေရာဒေသတဲ့အစစအရာရာတာလွန်ကောင်းမွန်တဲ့နေရာဒေသအရက်ဒေသမိမိတို့ယခုလက်ရှိစီးပွားရှာနေတဲ့စီးပွားရေးထက်အစစအရာရာတာလွန်ကောင်းမွန်တဲ့စီးပွားရေးအစစအရာရာယခုလက်ရှိရင်ဆိုင်ကြုံတူးနေရတဲ့အခြေအနေထက်တာလွန်ကောင်းမွန်တဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်မိမိတို့တွေလည်းယခုလက်ရှိရင်ဆိုင်ကကြုံတူးနေရတဲ့အနေအထားထက်တာလွန်ကောင်းမွန်တဲ့အခြေအနေစီသို့ပြောင်းလဲလှုပ်ဆောင်တတ်ပါတယ်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားလည်းရှိတယ်မဟုတ်လားရေးကြည့်ရမျက်နှာရှာတာလဲကောင်းပါတယ်ဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိတာကကျွန်တော်တို့တွေဟာရေးကြည့်ရမျက်နှာကိုပဲရှာဖို့ရန်စိတ်ဆန္ဒရှိကြတယ်ရေမကြည့်တဲ့နေရာကိုရေးကြည့်အောင်မျက်မနှုတ်သေးတဲ့နေရာကိုမျက်နှုတ်အောင်လှုပ်ဆောင်ဖို့ကိုကြတော့စိတ်ဆန္ဒမရှိကြဘူးဒါကြောင့်မို့ယခုချိန်ကစပြီးကိုယ့်ဘက်ဝန်းကျင်ကိုယ့်ရွာကိုယ့်ဒေသကိုယ်တိုင်းကိုယ့်ပြည်ကိုယ့်မြန်မာပြည်ကိုရေးကြည့်ရမျက်နှာဖြစ်ဖို့ကိုယ့်လူမျိုးကိုယ့်သာသနာကိုယ့်ဘာသာရေးကြည့်ရမျက်နှာဖြစ်ဖို့မိမိအပါဝင်ဒီကိုမောင်နှမဆွေမျိုးမိတ်တငါအပေါင်းကိုလည်းပဲရေးကြည့်ရမျက်နှာဖြစ်ဖို့ဆောင်ရွက်ပေးသေးကြပါလေကျွန်တော်ရဲ့မိတ်ဆွေတွေလည်းယခုချိန်ကစပြီးတော့ရေမကြည့်တဲ့နေရာကိုရေးကြည့်အောင်မျက်မနှုတ်သေးတဲ့နေရာကိုမျက်နှုတ်အောင်ကြိုးစားဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအားလုံးချမ်းသာကြပါစေဆင်းရဲဒုက္ခအပေါင်းကနေပြီးတော့လွတ်မြောက်နိုင်ကြပါစေ